တောင်းရင်တောင်ပေါ်ခီးချမ်းနဲ့ကျမ်းမာရေးဆောက်ရှောက်မှုများပြုလုပ်ပေးမယ်ပြင်ချင်းပြည်နယ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့ဝီတိုရီယာတောင်ကိုတက်ရောက်မယ်မိုးရမကျဲခီးတဲ့ချောင်းမှာလိုက်ပါရိုက်ကူးဖို့အတွက်ကျွန်တော်တို့ Skynet App တွေဝယ်သားတွေချင်းပြည်နယ်မင်းတပ်မြို့ကိုရောက်ရှိခဲ့ပါတယ်ချင်းပြည်နယ်မင်းတပ်မြို့ဟာပင်လယ်ရေမျက်နှာပြင်ထက်4860ပေရှိတဲ့တောင်ပေါ်မြို့လေးဖြစ်တဲ့အတွက်တိမ်ကိုတိမ်ခွေတိမ်ပင်လယ်ကြားတွေကမြို့လေးဆိုရင်လည်းမမှားပါဘူးဗျာဒီခီးစဉ်ကတော့အများအကျိုးဆောင်ပရဟိတလုပ်ငန်းဖြစ်တဲ့အတွက်ဒီခီးစဉ်မှာပါဝင်ခဲ့တဲ့ဝိုးရမချေခွေသားတွေကလည်းတက်ကြွပျော်ရွှင်နေကြပါတယ်ခီးစဉ်မစတင်ခင်မှာတော့အဖွဲ့ကတာဝန်ရှိသူတို့ကိုအခုလိုမြင်မြင်ပြခဲ့ပါတယ်ကျွန်တော်နာမည်ကဦးကျုံဘီလို့ခေါ်ပါတယ်ချင်းပြည်နယ်ပြည်ခိုင်မြို့ပါတီအတွင်းမှုလည်းဖြစ်ပါတယ်ဘိုးကော်မတီဝင်တယောက်လည်းဖြစ်ပါတယ်ဒီမွေးရမကျဲအမှတ်6ခရီးစဉ်မှာကျွန်တော်ဥဆောင်ပြီးတော့အုပ်ချုပ်သူအဖြစ်နဲ့ကြီးကြပ်ပြီးဆောင်ရွက်သွားမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီခရီးစဉ်ကအရင်ကကျွန်တော်တို့အတင်းလက်ထက်တုန်းကပေါ့နော်အတင်းလက်ထက်တုန်းကလူငယ်တွေစုစည်းပြီးတော့တစုတစည်းတည်းဖြစ်သွားအောင်ပေါ့ကွယ်ဒါလေးကိုဒါကျွန်တော်တို့ဆွဲပြီးတော့မွေးရမကျဲခရီးစဉ်ဆိုပြီးတော့ကျွန်တော်တို့ဆွဲထားပါတယ်ဆွဲပြီးတော့ဒါပါတီဌာနချုပ်ဥဆောင်မှုနဲ့ဒါတွားခဲ့ပါတယ်တွားတော့ကျွန်တော်တို့အခုဒီတစ်ချိန်ဆိုရင်တော့အမှတ်6ရောက်သွားပြီပေါ့နော်ဒါချင်းပြည်နယ်ခရီးစဉ်ပေါ့အဲ့တော့ကျွန်တော်တို့ပါတီဌာနချုပ်ရဲ့လမ်းညွှန်မှုနဲ့ဒါကျွန်တော်တို့ချင်းပြည်နယ်ပါတီဥက္ကဋ္ဌနဲ့နေမီတာဝန်ခံနေကြီးကြပ်မှုကိုဥဆောင်ပြီးတော့ဒါကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်2013ခုနှစ်ဒီဇင်ဘာလ28ရက်မနက်8:00နာရီမှာတော့ခေတ္တတေကိုရီမင်းတပ်မြို့ထေရဝါဒသာသနာပြုဘိုးကျောင်းကတဆင့်ဝိုးရမကျဲခီးစဉ်စတင်တော်ပါခဲ့ပါတယ်မင်းတပ်မြို့ကနေ25မိုင်ဝေးတဲ့လုံပန်းစခန်းကိုမော်တော်ယာဉ်များနဲ့ထွက်ခွာခဲ့ပြီးလန်ကီတစ်လျှောက်မှာတော့တာယာလှပတဲ့ချင်းပြည်နယ်ရဲ့ရှုခင်းတွေကိုတဝါကြီးကြည့်ရှုခံစားခဲ့ရပါတယ်ဝိုးရမကျဲခွေသားတွေဟာလမ်းခင်းတဲ့နေရာတွေမှာကူညီပေးပြီးလှုပ်အားဌာနပြုခဲ့တာကလည်းဒီခီးစဉ်ကိုပို့ပြီးတက်ဝင်စေခဲ့ပါတယ်တာယာလှပတဲ့လူမစခန်းကိုတော့နေ့လယ်7:00နာရီခန့်မှာရောက်ရှိခဲ့ပြီးနေ့လယ်သာစားဖို့ခေတ္တရလာခဲ့ပါတယ်လုံပန်းစခန်းဒေသခံတွေရင်တွင်စကားတန်တွေကိုလည်းအခုလိုပဲကြားခဲ့ရပါတယ်ခင်ဗျာဒီနားကြတော့မင်းတပ်ကနဲ့ကြတော့ဟိုကောင်ဝေးတာပေါ့25မိုင်လောက်ဝေးတယ်ဒီလုံပန်းစခန်းလို့ခေါ်တာပေါ့ဒီနားကြတော့ဒီငကိုကကြတော့ဒီမင်းတပ်နဲ့ဝေးတော်ရီယာတောင်ပတ်ရေချောင်းလမ်းပေါ့ကွာဒီဟိုဖက်လမ်းကနေသွားရတယ်အဲ့လိုမျိုးပေါ့သူတို့လမ်းဦးချောင်းလေးတွေဖောက်ထားကြတာတွေရှိတယ်ဒါပေမဲ့ဟိုးလှမ်းမြင်နေရတဲ့တောင်ကျော်ဝေးတော်ရီယာတောင်ကြတော့အဲ့နာကြတော့သူကအပသူကအောင်ကိုဖောက်လာတဲ့လမ်းလို့ဂျာတိရတာပေါ့နော်အဲ့ဖက်ကြတော့အဲ့တရားနဲ့လှမ်းမြင်ရတယ်အဲ့နေရာတွေဟိုနာကြတော့လဲအဲ့ခုပြောတဲ့လားလန်းနေပေါ့မြင်းလန်းနေပေါ့ငကိုရှိခေတုံးကဖောက်ထားတဲ့လမ်းတွေပေါ့ရာတီဥတုကတော့ကြာတော့ကျွန်တော်တို့တရားနဲ့ကြတော့အခုချိန်ဆောင်းတွင်းကြတော့ဒီဖက်ကြတော့9နာရီ10နာရီလောက်ကြတော့အကုန်ပွင့်လင်းတယ်တိမ်မရှိဘူးမင်းတပ်ဖက်ကိုလှမ်းကြည့်လိုက်တော့အကုန်တိမ်အုပ်နေတာပဲဖိုင်းနေတယ်အဲ့လိုမျိုးပေါ့ဒီဆောင်းဒီကြတော့အခုကျွန်တော်တို့တွေ့ရတယ်လို့ပဲအေးပြီးမှအဲ့လိုမျိုးနေတာပေါ့ဒီနီးနားပတ်ဝန်းကျင်ကတောင်ဟာပဲလောက်ကြတာပေါ့တောင်ဟာလောက်ကြတယ်သူတို့အကြီးကလောက်တာတော့တောင်ဟာလောက်ကြတယ်နေ့လယ်တနာရီမှာတော့မိုးရမကျဲခီးစဉ်6ရက်ခြေလင်းခီးစတင်ခဲ့ပြီး
လုံပန်းစကန်ကနေ၄မိုင်ကွာဝေးတဲ့ရှစ်ကျွေးရွာကိုခီးဆက်ခဲ့ကြပါတယ်မိုးရမကျဲပြည်သားတွေဟာအစင်းတက်ခက်ခဲတဲ့တောင်တက်တောင်ဆင်းတွေကိုကျော်ဖြတ်ပြီးရှစ်ကျွေးရွာလေးကိုရောက်ရှိလာခဲ့ပါတယ်ရှစ်ကျွေးရွာဒေသခံတွေဟာမိုးရမကျဲပြည်သားတွေကိုရွာလုံးကျုံနေပါတိုက်လက်လေးလေးကျုံခဲ့ကြပြီးရိုးရအစိုးကတွေနဲ့နေခဲ့ခဲ့ပါတယ်ကျမနာမည်ကတော့မ APP ဆိုဖြစ်ပါတယ်ကျမကတော့ AR တိုင်းရီကြီးမျိုးနေရလာတာဖြစ်ပါတယ်ရှင်ခီးစမှာဘယ်လိုလဲဆိုတော့တိုင်းရုံးကလှမ်းပြီးတော့စင်းတောင်းနေလေတောင်းတော့ပေးလိုက်တယ်ပေးလဲပေးရောသူကပါလာတယ်လို့ပြောလိုက်တာပဲအတွေ့အကြုံကတော့အိမ်မှာတစ်ခါလို့မလုပ်ဘူးလေအခုလောက်ကပြီးဆိုတော့တားမောတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဟိုတဝါပတ်ဝန်းကျင်နေတားလှတော့လေအမောပြေတာပေါ့အခုပါလာတဲ့ကိုရီကလည်းကူညီပြီးတော့လေဒါပါတဲ့ကိုရီတိုင်းသားကိုလည်းကျေးဇူးတင်တယ်ဟိုလေအခုဒီရောက်တော့ပထမဆုံးလည်းရောက်နိုင်တော့ဒီကကြိုးစုံနေတာနဲ့တားဟိုဘယ်လိုရောမောရတွေပျောက်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့မော်ဆဲရဲဖြစ်ပါတယ်ကျွန်တော်ကြားပြင်းနေတဲ့ဒီမော့ဆွန်ညနေကကိုယ်စားလှယ်တယောက်နေတဲ့ချစ်ပြင်းနေတော့လာတယောက်ချစ်ဖြစ်ပါတယ်ဗျသူကြောင့်တော့ပင်လဲပင်ပန်းပျော်လဲပျော်တယ်ပေါ့ဗျာဒီလိုတစ်ခါမှမဖူးတဲ့အိမ်မက်တော့တစ်ခါမရောက်ဘူးတော့မရောက်နိုင်တော့ဘူးဆိုတဲ့နေရာတင်နေကြောက်ခဲ့ရလို့တဲ့ရမ်းပျော်ခဲ့ရပါတယ်လို့မိုးရမကျဲပြည်သားတွေကလည်းရွာသားတွေကိုပြန်လည်နှုတ်ဆက်ခဲ့ကြပြီးဒီနေ့ရဲ့ခီးစဉ်ကလည်းပြီးဆုံးခဲ့ပါပြီခင်ဗျာအဲဒီနောက်မှာတော့ဒေသခံများနဲ့မိုးရမကျဲပြည်သားများတွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ပြီးဒေသခံများကိုကျမ်းမာရေးအသိပညာပေးဟောပြောခြင်းကျမ်းမာရေးဆိုတာကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ခုစလုံးနဲ့ပြည့်စုံခြင်းကိုကျမ်းမာခြင်းလို့ခေါ်တယ်။ကာယဒုက္ခဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ကျမ်းမာခြင်းစိတ်ဓာတ်ဒုက္ခပေါ့နော်။ကျမ်းမာရေးဆိုတာကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ခုစလုံးကြေးရွာများမှာအသုံးပြုဖို့ဆိုလာမီးလုံးများပေးရလှူဒန်းခြင်းဒေသခံများကိုကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေကိုပြုလုပ်ပေးကြပါတယ်။မိဘပြည်သူများခင်ဗျာတော်ရင်တောင်ပေါ်ခီးပြင်ဒေသခံများကိုလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလိုအပ်တဲ့အိမ်သုံးပစ္စည်းများပေးရခြင်းတွေပြုလုပ်ခဲ့ပြီးမိုးရမကျဲခီးစဉ်6ရက်ပထမနေ့ကိုမိဘပြည်သူများသိရှိစေနိုင်ဖို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။